လာဒီမှာဟုတ်ပါဗျာဒီမှာရှောင်းလဲရဟုတ်လားဟုတ်အသေးချာဝိုင်းဟုတ်ပါဗျာအမှန်ပဲဒီတက်မှန်တော့ဘာမှမရှိဘူးဒီတက်မှန်တော့ဘာမှမရှိဘူးအမှန်ပေါ့ပုတ်ကြီးကရှူတွေပါများဖြစ်နေတယ်ဟမ်ဒီမှာအဝါရောင်တွေတော့တွေ့ရနော်ဆရာဦးဒီအတူနဲ့လို့တော့ဒီမှာလေဒါရွှေနဲ့တူတယ်ရှင်းအောင်ဟမ်ဒါလေကားဘုန်းကြီးနဲ့ထူတာပေါ့ဒါလေကားဆိုဒါလေကားအဝင်လေးပဲရှိသေးတာပေါ့နော်ဒီမှာပြောတာတော့ဒီနန်းဆောင်ကကိုကြီးအောက်ထဲမှာလို့ပြောတယ်ပေါ့အောက်ထဲမှာဘယ်လောက်နဲ့လဲတော့မသိသေးဘူးပေါ့ငါတို့ရှေးဟောင်းသူသေသနာလို့ဖော်တော့မှပဲပြီးအောင်ပေါ့နန်းဆောင်တည်ပြီးဘိုးမှလည်းရှိသေးတယ်ဒါကတော့ဒါအဝင်အဝါလောက်ပဲရှိသေးတယ်ဆိုတော့သူအောက်ထဲမှာဘယ်လောက်ကျေပြန့်ပြီးတော့မှကြီးတယ်ဆိုတာတော့ကျွန်တော်မသိဘူးရှေးဟောင်းသူသေသနာဖော်ပြီးတော့မှပဲကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာဘလို့တရားတော့ဒီဟာလေးကိုအစားဆုံးလေးတော့ဖော်တာလေးတော့ရိုက်ပြအောင်ပေါ့ပေါ်ရဲအဘမှရှိဒါမီးဖို့ကြောင်နေမှာမင်းလေးမဟုတ်ဘူးဒါလေကားဝလေကားတက်ဟောမှာတင်းဟောမှာဒါမင်းလေးဟင်းချက်တဲ့နေရာမိသားစုတွေအတွက်ကျွန်တော်အောက်ဆင်းကြည့်မယ်လာဒီမှာဒီအထိရနော်အိုးဟိုဆရာကားလေးဒီဘက်ဟာဒီဘက်ကလည်းဘောဘူးမဆင်းရမဆင်းရအော်ဆင်းဟိုက်တော့တော့ကနေချက်ကိုင်းဟုတ်တယ်သူကချောင်းအဆက်ရန်တော့ရဒါဝင်ပေါက်ပေါ့နော်ဝင်ပေါက်ပေါ့ဒီကနော်ဒီကားပေါ့ဒါတေးကြတယ်ဝင်ပေါက်ပဲခါချင်းတိုက်တယ်ဒါဝင်ပေါက်ကြခုဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ခုနပြတဲ့ဟာအဲ့တော့တေးသေးချာချာတော့ပြလိုက်ပြီဒီမှာကအဝင်ပေါက်ဟိုမှာကလည်းအဝင်ပေါက်လားအထွက်ပေါက်လားမသိဘူးသူကတစ်ပေါက်ပဲဖြစ်တယ်ပေါ့ဒါပေမဲ့ဒီနန်းတော်ကြီးကဒီနားနဲ့မဟုတ်ဘဲနဲ့မှတခြားအောက်ဒီထဲမှာဒီအောက်မြေအောက်ထဲမှာသူနန်းတော်ကြီးရှိတယ်လို့ပြောကြတယ်ပေါ့နော်ဒါကတော့တကယ်လားမဟုတ်လားဟုတ်လားတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့တကယ်ဦးမဘယ်လိုပြောရမလဲတမိုင်းရှိလို့လေသူပေါ်လာတာလေသူငလင်လှုပ်တဲ့နေရာမှာသူကထပ်တွေ့တာပေါ့နော်ကျွန်တော်ကဒီမှာနည်းနည်းအခြေအနေဆိုးတယ်ဆိုတော့ဒီမှာလှူဖို့ကျွန်တော်လာတာဗျလိုင်းထဲမှာကျွန်တော်မိသားစုတွေကိုကျွန်တော်မရောက်တဲ့မိသားစုတွေကျွန်တော်ပြကျင်လို့ကျွန်တော်ဒီကိုဖတ်လာလိုက်တာပေါ့နော်လမ်းတော်လျှောက်ရတယ်နည်းနည်းတော့ညောင်းတယ်နော်ဒီသားဒီလိုပေါ့နော်ကျွန်တော်တို့ဥအောင်တောင်းလာတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အခုလိုတော့စုံစုံစီးစီးလေးတော့ဟိုမပါတာလေးလည်းရှိတော့အခုမှလည်းကျွန်တော်လည်းတွေ့တာပေါ့နော်လိုင်းကတော့ဒီလောက်မတွေ့ဘူးပေါ့ဒါတော့ဝင်ပေါက်သေးကြသွားပြီဝင်ပေါက်နှစ်ပေါက်ဝင်ပေါက်တစ်ပေါက်ပေါ့နော်ဒီလိုဝင်သွားမယ်ထင်တာပဲကျွန်တော်ထင်တာတော့ဝင်ပေါက်ကလောတော့နှစ်ပေါက်ကြည့်ဝင်ဟိုဘက်မှာတစ်ပေါက်တွေ့တယ်ပေါ့၄ပေါက်ရှိရအောင်နော်နှစ်ပေါက်၄ပေါက်အဲ့တော့တွတ်တော့အဲ့တော့အင်ဂျင်နီယာညီလေးဖြစ်မယ်နော်ဒီလိုနဲ့တင်လိုက်ရှာဖို့လိုက်တော့အဲ့တော့ဒါတွေကဟိုဘက်ချမ်းနေမှာရှာမယ်ဆိုရင်လည်း